guys အားလုံးပဲမင်္ဂလာပါရှင်တွေ့ဒီဗီဒီယိုတူတူဖြစ်ပါတယ်ရှင်အားလုံးပဲကောင်းတဲ့ opportunity ဖြစ်ပါစေကောင်းတဲ့ energy တွေရကြပါလိမ့်ရှင်ကဲဒီနေ့တာပြန်တဲ့သမားတွေကိုဒီလေ့ကျင့်ခန်းလုပ်ရင်းနဲ့နားယူကြမယ်ပေါ့နော်ဒီနေ့ကတော့ဒီပေါ်ကိုကောင်းလေးကတော့45ချင်လာနိုင်မှာဒီ24ဖြစ်သွားပါပြီရှင်ကဲဒီနေ့အားလုံးပဲလိုက်လို့ကြလို့အားလုံးပဲလိုက်လို့ကြမယ်ဒီဗီဒီယိုလေးကိုမြင်လာတဲ့ဆုံးအောင်ကြည့်ပြပါနော်ပြီးစီထားမယ်ထောင်းထားမယ် share ပေးပါရှင် share ပေးကြပါလေရှင်ပြီးသွားပြီမအားလို့ရှိရင်လည်းဒီဗီဒီယိုလေးကိုနောက်မှအားတဲ့ချိန်မှာပြန်လုပ်လို့ရပါတယ်ရှင်ကဲဒီဗီဒီယိုလေးကကြတော့ဒီဘောဖူးပေါ်ကိုကောက်လေးကကြတော့ဒီဟိုကျင်းသွားဖို့ချိန်မရှိတဲ့လူတွေရောကျင်းသွားရမှဖြစ်နေအိမ်အောင်ရှင်တို့သမီးတွေရောမအားအလုပ်မအားကြတဲ့ကအလုပ်မအားကြရပါတော့ဟိုအားတဲ့ချိန်မှာလုပ်ဖို့အတွက်ဆိုပြီးရောဒီအိမ်အောင်ရှင်တို့သမီးတွေပေါ့နော်အားလုံးကိုအတက်ကြီးရထားတာလေးဖြစ်ပါတယ်ရှင်ကဲအခုကစားပြီးအခုကနေပြီးတော့ပေါ့နော်အကျော်လေးရင်စာလျှော်မယ်ပေါ့နော်ကြော်လျှော်လေးချိန်ကနေပြီးထားပါတယ်တမျိုးနဲ့ဟိုက15ရက်3ကြော်ရဟိုနိုင်ရင်15ရက်3ကြော်ဝင်ပြီးနေတယ်လို့17ချိန်3ကြော်လို့ဝင်ပြီးနိုင်ဝင်ပြီးလို့ရပါတယ်ရှင်ဒီမှာတော့ပေါ့နော်အခုပထမဆုံးဝင်ပြီးထိုင်လေးချိန်ကနေရကြတော့ဒီချက်ပြီးပြီးထားပါတယ်ချက်ပြီးချက်ပြီးပြီးတော့ဒီချိန်ကနေဖြစ်ပါတယ်ရှင်ဒါလေးကိုပိကနာလေးဝင်ပြီးထားတယ် bus လေးဝင်ပြီးထားပါတယ်ရှင်ပြီးသွားပြီဆိုလို့ရှိရင်ပေါ့နော်တစ်ချက်ချင်းသွားလို့ရတယ်ဒါကိုလည်း15ချိန်ကနေ17ချိန်3ချိန်တုပ်ပြီးလို့ရပါတယ်ရှင်နံပါတ်2အနေနဲ့ကတော့ like လေးပေါ်ညွှန်တက်ပြီးတော့မောင်းလို့အောက်ကိုဖိထားတဲ့ချိန်ကနေပါဒါတမျိုးဆက်ပြီးပါရှင်ဘယ်ညမှာဝမ်းပေါ်မှာ15ချိန်3ချိန်ကနေ15ချိန်3ချိန်နဲ့နိုင်တယ်လို့17ချိန်3ချိန်လို့ပြီးလို့ရပါတယ်ရှင်ဒါလေးနံပါတ်2လေးပါပြီးသွားပြီဆိုလို့ရှိရင်ဒီချိန်ကတမျိုးပြီးသွားပြီဆိုလို့ရှိရင်ဆက်ဆက်ကအမေဖြစ်လို့ရပါတယ်ရှင်ဒါကတော့ဒီချိန်နဲ့ရှင်းလို့ဝင်ပြီးထားပါတယ်ရှင်ခုနိုင်တယ်ဆိုရှင်းမျိုးပတိုင်းဆိုတော့မှာ9နှစ်6နှစ်ပြည့်လုပ်လို့ရပါတယ်ရှင်ခုနိုင်တော့သွားပြီးလို့ရပါတယ်ရှင်နံပါတ်3အနေနဲ့ကတော့ Sumo Square လေးဝင်ပြီးထားပါတယ် Sumo Square မှာကျတော့ဒီအတွင်းပေါင်းပေါ့နော်အတွင်းပေါင်းမှာရှိတဲ့ဟိုလိုက်တယ်ဟိုတက်တာရောပါစီချိန်ကဖြစ်တယ်လို့ဒီလိုချင်းအောက်ပိုင်းလေးချစ်လိမ့်မယ်ကျမ်းပါနေပေါ့နော်ပြီးတော့လေတန်ဆွမ်းမယ်ဒါတင်မာရဲ့ပါရောအောက်ပိုင်းကိုပါသွားပါတယ်ရှင်ဒါလေးထိုင်တဲ့နေရာမှာပြီးတော့ထိုင်တယ်ပေါ့နော်တင်မာရဲ့အနောက်ကိုပြီးထားပေးမယ်ဘိုက်ကိုကြည့်ပြီးတော့ထိုင်ရဖြည်းဖြည်းလေးနဲ့မမှန်လေးပေါ့နော်ဖြည်းဖြည်းလေးနဲ့မမှန်လေးရှုပေးမယ်ရှုထုံးမယ်ပေါ့နော်ဒါလေးကို17ချိန်3ကျော်ကနေပြီးတော့15ချိန်3ကျော်ထိပြီးလို့ရပါတယ်ရှင်ကဲပြီးတော့နံပါတ်4လေးကိုပြီးထားပါတယ်ရှင်နံပါတ်4မှာကျတော့ဒီလက်မောင်းလေးချိန်ကနေဖြစ်ပါတယ်ခဏလေးကိုနံပါတ်6ရှိတဲ့လေးကိုမျက်နှာလေးပေါ်ထားပြီးလက်လေးကိုစဝိုင်းပုံစံဆက်ပြရမှာဖြစ်ပါတယ်ရှုလေးပါတယ်ဒီလေးနဲ့မမှန်တောက်လို့ရပါတယ်ရှင်ဒါလေးကကျတော့15ချိန်3ကျော်ကနေ17ချိန်3ကျော်ထိပြီးလို့ရပါတယ်ရှင်ကိုနိုင်တဲ့လောက်ပေါ့နော်နိုင်ရင်တော့ဒီချိန်ကနေရှိနေတဲ့ဒီချိန်ကလုံနိုင်တဲ့ဆိုလို့ရှိရင်15ရက်3ကျော်ဝင်လို့ရပါတယ်ရှင်ဟိုကလည်းမနိုင်ဘူးမဆိုင်ဘူးဆိုလို့ရှိရင်